ကျိုး ISO ကားပါကင်ဖြစ်ပါတယ်ကျိုးငကိုကဒီစလက်ပြင်ကိုကျွန်တော်တို့၄ပိုင်းလောင်းဖို့စီစဉ်ထားတာဖြစ်ပါတယ်ဗျ၄ပိုင်းပိုင်းပြီးလောင်းဖို့စီစဉ်ထားတာဖြစ်တယ်ကျွန်တော်တို့ကခမန်းမပါတဲ့အတွက်လွတ်ဖို့ဝက်ပြီးတော့ပေါ်စားတဲ့အတွက်ကျွန်တော်တို့၃ပိုင်းပဲလောင်းတော့မှာဖြစ်ပါတယ်ကျိုးထက်သားကလည်းဒီစလက်ကိုရိုက်ပြီးလို့ဆိုရင်ကျိုးဟိုဘက်ကအထက်သားတွေဖြုတ်အောင်မှာဖြစ်ပါတယ်ဗျတန်ပိုက်တွေထက်သားတွေဖြုတ်အောင်မှာဖြစ်တဲ့အတွက်ကျိုး၃ပိုင်းပဲလောင်းမှာဖြစ်ပါတယ်ဒါကျိုးဒီဘက်ကလက်ရှိမနေ့ကတော့လင်လောင်းပြီးသွားပါပြီကျွန်တော်တို့ပူတင်ထုတ်တိုင်းရှစ်တိုင်လောင်းမှာဖြစ်ပါတယ်ဗျအဲဒီလောင်းမဲ့နေရာတော့ကျွန်တော်တို့ဒုတိယမြောက် join ဖြစ်ပါတယ်ဒီဘက်ကတော့ကျွန်တော်ဆက်လက်လောင်းမှာဖြစ်ပါတယ်ဗျတံပိုက်ကတော့ကျွန်တော်တို့ပြီးသွားပါပြီအားလုံး၄ခန်းတံပိုက်ထောင်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီဘက်ကနှစ်ခန်းတော့ AR level တန်းနေပြေးအောင်မှာဖြစ်ပါတယ်ဗျဒါ ISO ကားပါကင်ကတော့ကျွန်တော်3 join ပဲလောင်းတော့မှာဖြစ်ပါတယ်လက်ရှိကတော့ကျွန်တော်မနေ့ကလည်းမြေမထုတ်ပါဘူးခင်ဗျကျွန်တော်တို့ဒါသဘောသေးတဲ့ပိုင်ချင်းတွေကိုပြီးရင်ကျွန်တော်တို့ပိုင်ခွဲဖို့စီစဉ်ထားတာဖြစ်ပါတယ်